နိဒံလူတော်တော်များများကပြောကြတယ်စီးပွားရေးမကောင်းဘူးအချိန်မကောင်းသေးဘူးငွေမရှိလို့စတင်လို့မရဘူးဒါပေမဲ့တမိုင်းတစ်လျှောက်မှာအောင်မြင်တဲ့လုပ်ငန်းကြီးအများစုဟာအခက်အခဲရှိတဲ့အချိန်တွေမှာပဲစတင်ခဲ့ကြတာဖြစ်တယ်အမှန်တရားကအချိန်ကောင်းကိုစောင့်နေတဲ့သူတွေကနောက်ကျကျန်ခဲ့တယ်စတင်လှုပ်ဆောင်တဲ့သူတွေကအနိုင်ရသွားတယ်အခွင့်အရေးDigital economy ကြီးထွားလာခြင်းမြန်မာနိုင်ငံမှာ smartphone အသုံးပြုသူတွေပိုများလာတယ် internet အသုံးပြုမှုပိုများလာတယ် online shopping ပိုများလာတယ်ဒါကြောင့် e-commerce social commerce digital marketing content creation တွေမှာအခွင့်အရေးအများကြီးရှိတယ်အခွင့်အရေးနဲ့ A revolution စတင်နေပြီ checked A tools automation business intelligence တွေကကမ္ဘာစီးပွားရေးကိုပြောင်းလဲနေပြီမြန်မာနိုင်ငံမှာတော့အဲ့ကိုအသုံးပြုနိုင်တဲ့လူနည်းသေးတယ်ဒါကအခွင့်အရေးကြီးတစ်ခုဖြစ်နေတယ်အခွင့်အရေး3 SME digital transformation company အများစုမှာခွင့်မရှိသေးဘူး app မရှိသေးဘူး business system မရှိသေးဘူးဒီလိုအခြေအနေမှာ software services consulting services training services automation services တွေကအလွန်လိုအပ်လာမယ်အခွင့်အရေး၄ knowledge business အနာဂတ်မှာအသိပညာကိုရောင်းတဲ့သူတွေအနိုင်ရမယ်ဥပမာ online courses YouTube channels podcasts newsletters training programs ဒီလုပ်ငန်းတွေက capital နည်းနည်းနဲ့စတင်နိုင်တယ်အခွင့်အရေး၅ personal brand economy 2026ခုနှစ်မှာလူတွေက company ကိုမဝယ်တော့ဘူးယုံကြည်ရတဲ့လူကိုဝယ်ကြတယ်ဒါကြောင့် SEO consultant trainer entrepreneur တို့အတွက် personal brand တည်ဆောက်ခြင်းကအလွန်အရေးကြီးလာတယ်မြန်မာနိုင်ငံအတွက်အကောင်းဆုံး business ideas a consulting agency digital marketing agency online education business software SaaS e-commerce business content creator business business consulting logistics delivery services health wellness business agriculture technology 2026ခုနှစ်မှာအနိုင်ရမယ့်သူတွေတည်ယူနေတဲ့သူတွေဒေကိုအသုံးချတဲ့သူတွေ content ဖန်တီးတဲ့သူတွေ technology ကိုလက်ခံတဲ့သူတွေ system တည်ဆောက်တဲ့သူတွေနောက်ကျကြံခဲ့မဲ့သူတွေအချိန်ကောင်းကိုစောင့်နေတဲ့သူတွေပြောင်းလဲမှုကိုကြောက်တဲ့သူတွေအဲကိုညှင်းပယ်တဲ့သူတွေတင်ယူမှုရထားတဲ့သူတွေ business success formula learn build create value scale grow မိကုံမြန်မာနိုင်ငံမှာအခွင့်အရေးမရှိတော့ဘူးလို့မထင်ပါနဲ့အခွင့်အရေးတွေကနေရာပြောင်းသွားတာမဟုတ်ဘူးပုံစံပြောင်းသွားတာပဲဖြစ်တယ်ဒီနေ့တင်ယူပါစတင်ပါအဲကိုအသုံးချပါ system တိဆောက်ပါ value ဖန်တီးပါအခုကစောင့်နေဖို့အချိန်မဟုတ်တော့ဘူးစတင်ဖို့အချိန်ဖြစ်တယ်